အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ဖတ်ပြမှာကတော့မိုးဆိုသွားတဲ့ပဲကြီးစိတ်လေးတွေဆိုတဲ့အဆေးပဲဖြစ်ပါတယ်မိုးဆိုသွားတဲ့ပဲကြီးစိတ်လေးတွေတခါကနေမျိုးလေးတစ်မျိုးကြီးအထက်တန်းကျောင်းကန်းတစ်ခုနောက်ဆုံးတန်း၌ကျောင်းသားအရွယ်လူငယ်လေးယောက်တစုံတစ်ခုကိုတဲကြီးမဲကြီးဆွေးနွေးနေသည်ကိုတွေ့ရပေမည်ထိုလူငယ်လေးယောက်ကအဖေကဝက်ကြကကျွန်တော်ကောင်းတဲ့ဆယ်စုနှစ်နှစ်ခုလောက်ကြာအောင်အဆိုင်ခဲလိုတည်နေခဲ့တဲ့အကြောင်းအရာအပိုင်းစာလေးတစ်ခုပါပဲတနေ့ငါစာရေးပြရင်တော့လားဆရာကြီးရွှေဦးတောင်းတို့ဆရာမင်းသိန်းခါတို့လိုမျိုးစာခန့်ခန့်ကြီးနဲ့ဒီအကြောင်းတော့ရေးလိုက်မဟဲ့ဆိုပြီးမောင်းတင်ထားခဲ့တာလေးပေါ့အဲ့ဒီကျောင်းသား၄ယောက်ထဲကတစ်ယောက်ကကျွန်တော်ပါကျန်တဲ့၃ယောက်ကလည်းကျွန်တော်လိုညိုချောင်းဆိုတာအခုမှရောက်တဲ့ရွာသားတွေပေါ့တစ်ယောက်ကစိုးနိုင်နဲ့ကျွန်တော်တို့ဖွဲ့တဲ့တယ်မဟုတ်ဘူးတချောင်းလုံးမှာပါအရက်အမြင့်ဆုံးအထွားဆုံးအသားအမဲဆုံးနဲ့အသေးငယ်ဆုံးသူတစ်ပါးကိုတနာငဲညာတက်ဆုံးဗန်နေကိန်နဲ့စိုးနိုင်ကကျွန်တော်သိတဲ့ကိုရန်ကျောင်းသားတွေထဲမှာလက်ရည်ကလည်းအလှဆုံးပါပဲသူ့လက်ရည်သေးသေးလေးတွေကလှတလောက်တည်သက်ချက်အဲ့ဒီနှစ်တုန်းကသူ့လက်ရည်နဲ့ဖေးစင်မှတ်စုစာကိုဟိုးရင်ကကျွန်တော်မှရှိဘူးတယ်စိုးနိုင်ကမြို့တင်တွေကကျော်စိန်တုန်းကကျွန်တော်တို့အဖွဲ့ထဲမှာအယိုးဆုံးအပိန်းဆုံးဒါပေမဲ့ကျွန်တော်တို့ထဲမှာစီးပွားအတောင်ဆုံးသူ့အဖေကပဲနှမ်းပွဲရုံလုပ်ငန်းလုပ်တာလို့တော့မှတ်မိတယ်ဒီကောင်လဲစာသာညံ့တာအတွက်အချက်နဲ့တီးနှံအကြောင်းကြောင့်တောင်သူသားဖြစ်တဲ့ကျွန်တော်တို့ထက်တောင်ကြကြလက်ကြရှိတယ်။နောက်တစ်ယောက်ကစမ်းလွင်ပါဒီကောင်ကကျွန်တော်တို့ထဲအညက်ဆုံးအနေထိုင်ညက်ပတ်ဆုံးစမ်းလွင်ကိုအခုမှတွေ့မိတဲ့သူဆိုဒီကောင်မျက်နှာဘယ်နေ့ကနောက်ဆုံးတစ်တာလဲလို့မေးချင်မဲ့ရုပ်မျိုးပါ။နာမည်အတိုင်းပဲဆန်းဆန်းပြပြတွေလဲတိတ်တွေ့တတ်တဲ့ကောင်ပေါ့။စမ်းလွင်ကချောင်းတစ်ဖက်ခံရွာကဘယ်ရွာလဲမေးတော့ဘူတာရွာကားတဲ့ရွာနမန်ကဘူတာလားလို့မေးတော့မဟုတ်ဘူးတဲ့ဒါဆိုဘူတာရွာဆိုတာကရောဆိုတော့ဘူတာရွာဘောဟာတဲ့စမ်းလွင်ကအဲ့လိုကောင်ကျွန်တော်တို့မိကွန်းတချို့ကိုစမ်းလွင်ကဘယ်တော့မှကျွန်တော်တို့ဖြေစေခြင်းတဲ့အတိုင်းမဖြေသူ့ကိုယ်ပိုင်အဖြေနဲ့သူဖြေတတ်တဲ့သူမျိုးအဖွဲ့ထဲမှာစာလေးပီလေးဝါသနာအပါဆုံးကကျွန်တော်ပဲကိုရန်ကျောင်းလာတက်တော့ရွာတုံးကကြပြားတွေရေးတဲ့ပလာစာအုပ်လေးပါလာတယ်ဒါကိုစမ်းလွင်တွေးတော့ကျွန်တော်ကြပြားတွေဖတ်ပြီးဟားတော့တာပဲကြပြားတွေကလည်းဟားတော့ဟားကျင်စရာပါငယ်ကြပြားတွေကိုစာကြိုးစားဖို့တို့ຫນွေရာသီညနေဆောင်ရဲ့တာယာမှုနဲ့လိမ္မာရေးကြရှိဖို့ဩဝါဒပေးတဲ့ကြပြားမျိုးတွေလေးလုံးဆက်ကြပြားတွေများတယ်ကျွန်တော်လဲဆရာကြီးမင်းသူဝန်ရဲ့စုတုပြုတ်နီးနဲ့ကိုယ့်အကူပြန်ဖော်ဆက်ထားတာလေးတွေတချို့နေရာတွေမှာတော့ဆရာကြီးတွေရဲ့ကြပြားတွေကူးရေးထားတာလည်းရှိတာပေါ့စမ်းလွင်လဲကျွန်တော်ကြပြားစာအုပ်ကိုင်းပြီးရှောက်ဖက်ရင်မင်းအောင်ကဟိုပိုက်ကအပူစာသားတွေရှောက်ရေးထားတာဒီစာကြောင်းကမင်းမင်းအောင်ဘာလို့ထည့်သုံးရလဲမသိဘူးမလားဒါမျိုးကတော့ကြပြားလို့တောင်ပြောမရဘူးစလုံးပေါင်းတပ်ပုံကျန်တဲ့ကစာတွေဟိုကဒီကကူးထားတာနေမှာတို့ဒီကြပြားကိုငါအသက်ရှိတော့စာအုပ်မထုတ်ပါနဲ့ကွာငါဒီမှထုတ်ပါမသိခင်စိတ်ချမ်းသာသွားခြင်းလို့တမျိုးမင်းကြပြားတွေကိုဖတ်မိပြီးဒီညတော့အိတ်လိုတောင်ရတော့မှာမဟုတ်ဘူးစိတ်လေသွားလို့တဖုံမညာမတာကလိပြီးရရက်ဆက်ဆက်တွေပြောတော့တာပါပဲမင်းဒီစာသားတွေကတော့တကယ်ထိတယ်မှန်တယ်ကွာတနေရာရောက်တော့ဒီကောင်ကကျွန်တော်ကိုချီးကျူးတယ်တကယ်ထူးထူးခြားခြားချီးကျူးတာမို့ကျွန်တော်မှစမ်းလွင်အပြစ်ပြောသမျှအကုန်အောင်မေးနိုင်တော့မလို့ပါပဲဗါတဲ့အပေါင်းမဲ့ရာတောင်တိုင်းမှာကဗရမများမရှိကြီးပြီဆွမ်းအင်းစင်ဟုသမျှမဲရမြုပ်တီတောတိုင်းဖွေလဲညာရွှေစံတကူမရှိဘူးတိဝေကျူးနှံ့ဆက်အရက်တို့မှာပညာရှိကအလွန်ရှားသည်မှတ်သားသည့်ပွဲအလင်းဒီတဲ့မှန်တယ်ဟဲ့အောင်ကြီးအခုဒီပညာရှိတွေစီးနိုင်တဲ့ကမရှိဘူးဟာအဲ့တော့ပညာရှိကဆိုတာရှားမရှားပေါ့ခွေးမှန်တာအဟုတ်မှတ်လို့စမ်းလွင်ကဒီလိုကောင်းစမ်းလွင်ကကျွန်တော်ဒီတလောက်ကြက်ပြီးမှတ်တဲ့မှတ်ညံထက်ခြုံပြီးစဉ်းစားတတ်တဲ့ဂွညံပူကောင်းတဲ့သူမျိုးပါစာတွေကိုအလွတ်ကျက်ရတယ်ဆိုတဲ့အယူဆကိုလည်းခပ်ပြင်းပြင်းကန့်ကွက်ညှင်းခုန်တတ်တဲ့ကောင်ကျွန်တော်တို့ကမကျင်းညင်တဲ့ဟဲ့အောင်ရှင်မဟာရထတာရတော်သူစီပူပါထဲမှာနှုတ်တက်ဆောင်ရမယ်လို့မှားထားတာမှတ်လားမင်းကရှင်မဟာရထတာရလောက်ပညာရှိလို့လားဆိုပြီးပိတ်ပြောရင်အေးမင်းဖုန်းကြီးရောငါတို့ရွာကျောင်းနိုင်လို့ကားစီးနိုင်လို့လားဆိုပြီးပြောတတ်တယ်ပြောပြီးပါရောလားစမ်းလွင်ကကျွန်တော်တို့လိုချင်တဲ့အဖြစ်ဘယ်တော့မှမပေးတတ်တဲ့ကောင်ဆိုတာစာမကျက်တဲ့စမ်းလွင်ကအဖွဲထဲမှာစာတော်ဆုံးဖြစ်တဲ့ကျွန်တော်စီပဲစာမေးရတာပါပဲအဲ့တစ်ချက်တော့ကျွန်တော်လဲကိုယ့်အကိုဂုံယူမိတာတော့အမှန်ပဲစမ်းလွင်ကိုဆရာလှုပ်ရတာကစာရှင်းပြတဲ့အချိန်ပဲရှိတာကို
ကျွန်တော်ဗလာစာအုပ်ထဲမှာလည်းစမ်းလွင်ကိုရှင်းပြရင်ရေးချစ်ထားတာတွေနဲ့ရှုပ်ပွားနေစမြဲစမ်းလွင်ကတော့စာမရတဲ့အပြင်ကြောင်းတက်လည်းမမှန်ချောင်းတစ်ဖက်ဘူတာရွာကနေ2မိုင်ကျော်3မိုင်လောက်ကိုခြေရင်ကြောင်းတက်ရတဲ့စမ်းလွင်အဖို့ချောင်းရည်ကြည့်ရင်ကြောင်းပြက်ရတော့တာပါပဲချောင်းရည်မကြည့်လဲတစ်ခါကြောင်းပြက်တယ်စိုးနိုင်ပြောပုံအရာကတော့သူ့အဖေမကြမ်းမာရင်ဒီကောင်ယထာစည်းလိုက်ရတယ်တဲ့ဘယ်ကိုလဲဆိုတော့ကြောက်တောင်းယထာပေါ့ကွာသူ့အဖေကယထာပေါ်မှာရေခဲကြောင်းရောက်တာလေစမ်းလွင်ကြောင်းပြတ်တက်တော့ပြက်ရက်ကစာရင်းရှင်းပြရင်းနဲ့ယထာပေါ်စီရောက်တဲ့အကြောင်းမေးမိတယ်စမ်းလွင်ကဘယ်လက်နဲ့နှစ်ချင်းနိုင်ရင်အေးဟုတ်တယ်ငါဖေလုံးပုတ်ကွာမင်းအတွက်တောင်ကြပြဆက်လာသေးတယ်ဖတ်ကြည့်တဲ့စမ်းလွင်ပေးတဲ့စာရွက်ပိုင်းပေါ်ကလက်ရေးကောက်တိကောက်ခွေမှာရေးထားတာကလုံးကြက်ရထားကြီးအပြုံးမပြတ်ငါစီတခရီးတစ်ခါရောက်နဲ့မကြီးပါကြောင်းဟောဒီကရေခဲကြောင်းတဲ့ကျွန်တော်လည်းခက်မိတ်ပြုံလိုက်ပြီဒါလားကြပြပတ်စံတရားပေးဝယ်လိုက်မယ်ဘယ်တော့မှစာအုပ်ထုတ်မနေနဲ့ဆိုပြီးပြန်တွေ့တယ်စမ်းလွင်ကအေးဆေးပဲဟာငါကြပြကမှအသက်မွေးမှုအမှုပညာပါသေးတယ်မင်းကြပြလိုခံယူချက်မရှိစိတ်ကူးလေးတရင်ရင်နဲ့ရေးထားတာမဟုတ်ဘူးဟာတမိုးတီးတဲ့သူဆိုကြောက်ထက်အခရာတော်တင်လိုက်အောင်မဲတဲ့တကယ်ကောင်တနေ့တော့ကျွန်တော်တို့ကတိကတက်တငယ်ချင်းဟာကျွန်တော်တို့ကိုနှုတ်ဆက်ဖို့ဖြစ်လာတယ်။စာမေးပွဲကြီးဖြေဖို့တလားလောက်အလိုမှာစမ်းလွင်ကကျွန်တော်တို့ကိုဖွင့်ပြောတာပါ။သူကြောင်းထွက်တော့မယ်ဆိုတဲ့အကြောင်းစမ်းလွင်မျက်နှာကအဲ့ဒီနေ့ရာသီဥတုလိုပဲ6သွေးမှုံမှိုင်းပြီးလေပွေရိုင်းဆန်နေတယ်။ဘာဖြစ်လို့လဲကွာလို့မေးတော့ငါမေပြောသလိုပါပဲ။ပဲကြီးတွေရေစိမ်နေဆိုတာချက်စားဖို့ပဲကွာတဲ့။မင်းစကားကြီးကလည်းဘလို့လဲကွာဆိုတော့အမေကပဲကြီးစိတ်တွေရေစိမ်လိုက်တာမဟုတ်ပါဘူးမိုးမိသွားတာပါဒီမိုးကငါတို့ဘသူကမှမကနိုင်ဘူးမလားစမ်းလွင်စကားကိုကျွန်တော်တို့နားမလဲဒါစမ်းလွင်ရဲ့ပုံစံကိုစမ်းလွင်ကျွန်တော်တို့ကိုနှုတ်ဆက်သွားတာဒီလိုပါပဲတကယ်တမ်းစမ်းလွင်ကြောင်းထွက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့မကြခင်မှာသိရပါတယ်စမ်းလွင်ဖေကယထာဘော်ရေခဲကြောင်းလဲရောင်းရင်ယထာဘော်ကပြုတ်ကျပြီးယထာကျိတ်လို့ခြေတစ်ဖက်ပြတ်သွားတယ်တဲ့သူ့ဖေကရက်လေးလဲမိဝဲတက်သူကိုဒီတော့လက်ဟာသွားတဲ့မိသားစုကွက်လက်မှာစမ်းလွင်ဟာအုတ်တစ်ချက်လေကားတက်ထည်ဖြစ်သွားရတာပါပဲစမ်းလွင်ပြောသလိုပဲကြီးရေစိမ်ဖြစ်ရတယ်ဆိုတာကတော့ကျွန်တော်ဖို့အခုထိစမ်းကျင်နေတော့စမ်းလွင်နဲ့ကျွန်တော်တို့မတွေ့ဖြစ်တာအဲဒီကိုရနှစ်ကုန်ခန်းဒီကလေးကပါပဲကျန်တဲ့ကျွန်တော်တို့ဖွဲ့တွေကကြောက်တက်တဲ့ဆိုနိုင်ကြီးက10တန်းပြီးတော့စစ်တပ်ကတူတက်သွားတယ်အခုဆိုဘယ်စင်အောင်ရောက်နေပြီလဲမသိဘူးအရင်လိုတနာတက်ကြောက်တက်တဲ့စိတ်လေးတွေရောရှိသေးရဲ့လားမသိနိုင်မသိဆိုလမ်းချင်းမတူတော့လူချင်းမဆောင်ပြစ်တော့ဘူးကိုကျော်စိန်ထုံးကတော့တက္ကသိုလ်တက်ခါစားမှာပဲစီးပွားရေးစလုံနေပြီနောက်တော့သူ့အဖေထထောင်ဆွာတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီးကြီးပွားနေတာအမှန်ခံကျောင်းတုံးကသာပိန်းနဲ့ထင်ခံရတဲ့ကျော်စိန်ထုံးကအခုဆိုစီးပွားရေးလက်မြင်နဲ့ညွန့်ညံတဲ့ဖုံတထေးလေးတောင်ဖြစ်လို့မြို့ပေါ်ကရွှေဆိုင်ပိုင်ရှင်သမီးနဲ့ပါအိမ်အောင်ကျနေပြီသူ့လက်ထက်မှာတီးနှံအယောင်းဝယ်တယ်မဟုတ်ဘူးလူသုံးကုန်လျှက်စစ်ပစ္စည်းအယောင်းဝယ်ကနေကျမ်းမာရေးအထိစံကနေကန်ထရိုက်လုပ်ထိဂိုင်းနေပြီလေဒီနယ်တကြောကအဖြူမဲနှစ်ပိုင်းစလုံးနဲ့လဲသူကပလဲနံပါတ်တင်အောင်နေနိုင်ခဲ့တာဆိုတော့အခုလိုကြီးပွားတာလည်းမဆန်းဘူးမလားတခါကျော်စိန်တို့ကုမ္ပဏီလုပ်ငန်းနာမည်ထောင်ထားတဲ့လမ်းပေါ်ဖြတ်သွားရတဲ့အခါကိုရန်တုံးကအချိန်တွေကိုပြန်သတိရတယ်ဒီအခါမျိုးဆိုပြန်မစုံနိုင်တော့တဲ့ဆန်းလွင်ကိုထူးထူးခြားခြားအမှတ်ရတာပေါ့ကျွန်တော်တို့မဆောင်ပြစ်တာနှစ်20လောက်ကြာပြီဆိုပေမဲ့စမ်းလင်နဲ့ပတ်သက်ပြီးကျွန်တော်မှတ်ဉာဏ်ကဒီလောက်ကြာတာတော့ရှင်းပြဖြစ်နေသေးတာတော့ဝမ်းသာရမှာပါပဲလူတယောက်ဖြစ်တဲ့ဖြစ်တိုက်အမြင်ရောက်တဲ့ရောက်ထိုက်ပါလျက်နဲ့မတော်ရမှနေမလျော်တာတွေလုပ်နေရရင်စမ်းလင်ပြောသလိုရေစိမ်ခံရတဲ့ပဲကြီးစီလေးတွေအဖြစ်မြင်နေမိတယ်တချို့တွေကြတော့လဲပဲကြီးရေစိမ်ဖြစ်မျိုးမဟုတ်ပဲနေလန်းတော့မိုးမိသွားတဲ့ပဲကြီးစီလေးတွေလည်းဖြစ်နိုင်တာပါပဲလူဘွားဆိုတာဘာမှမဆိုဖြစ်သွားနိုင်တယ်လို့ဘာမှလည်းဖြစ်ချင်မှဖြစ်မှာမဟုတ်လားဖြစ်ချင်တိုင်းဖြစ်မသွားရင်ရောကျွန်တော်တို့ဘာမှတတ်နိုင်မှာမို့လို့လဲငြိမ်ဝေမင်း